တခါတော့အဖောက်ပြန်ခံရဖို့တဲ့လူတယောက်ကနောက်တစ်ခေါက်ပြန်လဲပြီးတော့ယုံကြည်မှုရဖို့အတွက်ဆိုတာကတော်နဲ့မဖြစ်နိုင်ဘူးအများကြီးဖြစ်ခဲ့တာအခုထိအားစိတ် trauma တွေမပြောက်ဘူးဆိုပြီးတော့ဒါကtoxic center relationship တွေကနေရုံထွက်ပြီးသွားတဲ့တိုင်အောင်တောင်မှတော့မဟုတ်ကိုကတစ်ဖက်လူကဖောက်ပြန်သွားတဲ့အခါမျိုးမှာဆိုရင်ကျမတို့တွေရခဲ့တဲ့ဒီရဲ့စိတ်တရားကမကူစားဘူးဆိုရင်နောက် relationship အတစ်ထဲကိုဝင်သွားတဲ့အခါမျိုးမှာဘယ်လိုမျိုးပြဿနာတွေကြုံရနိုင်လဲဆိုတာကိုကျမရဲ့အတွေ့အကြုံလေးကနေပြောပြပေးတော့ပါမယ်အဲ့တော့ကျမတို့တွေကဒီရဲ့စိတ်တရားတွေကိုမကူစားဘူးအဖြစ်အပျက်ကနေတင်ခန်းစားတယ်မယူနိုင်ဘူးကိုကဒီတိုင်းပဲကြုံဖြတ်သွားမယ်ဆိုတဲ့အခါမျိုးမှာပထမဆုံးတစ်ချက်ဒီကျမတို့တွေကတကယ့်ကို healthy ဖြစ်တဲ့သူကိုကျမတို့တွေက attract မလုပ်နိုင်ဘူးပြောရမယ်ဆိုရင်တော့ကျမတို့တွေရဲ့စိတ်တရားကိုလာပြီးတော့ trigger လုပ်မဲ့လူတွေကိုပဲကျမတို့တွေကထပ်ပြီးတော့ဆွဲဆောင်ပါလိမ့်မယ်တကယ်လို့ကိုက healthy ဖြစ်တဲ့ဒီသူကိုဆွဲဆောင်နေမိတဲ့တိုင်အောင်တော့မှကျမတို့တွေကတစ်ဖက်လူအပေါ်ကိုယုံကြည်မှုတွေအပြည့်အဝမယုံကြည်တာမျိုးတွေတစ်ဖက်လူပြောနေတဲ့စကားတွေအပေါ်မှာအစာနာအထာနာတွေကောက်ပြီးတော့ဒီလူကရောကိုအပေါ်ကိုဘယ်ချိန်မှာဖောက်ပြန်သွားမလဲဘယ်ချိန်ဒီမှာငါ့ကို gaslight လုပ်မလဲဒီပြောနေတဲ့စကားတွေကရောတကယ်ရောအမှန်ကန်ဟုတ်နေရဲ့လားဆိုပြီးတော့ကျမတို့တွေဒီစိတ်ထဲမှာအမြဲတမ်းတန်တရားစိတ်တွေနဲ့တန်တရားမကင်းရှိနေပြီးတော့တစ်ဖက်လူကိုအပြည့်အဝယုံကြည်မှုမပေးနိုင်တဲ့အခါမျိုးမှာဆိုရင်ပြောမယ်ဆိုရင်ပထမဆုံးတစ်ချက်ကျမတို့အနေနဲ့ကကိုပျော်ရွှင်မှုအပြည့်အဝမပေးနိုင်ဘူးပြောမယ်ဆိုရင်တော့ပျော်ရွှင်မှုအပြည့်အဝမရနိုင်ဘူးဒုတိယတစ်ချက်ကကိုပြောလိုက်တဲ့စကားကိုဆုံးဖြတ်လိုက်တဲ့စကားတွေအပေါ်မှာငါပြောတာမာရောမနေမလားဆိုတဲ့ဒီစိုးရိမ်စိတ်တွေပြောရမယ်ဆိုရင်တော့ကိုယုံကြည်မှုမရှိတဲ့စိတ်တွေစတဲ့အရာတွေကဒါကကျမတို့တွေရဲ့စိတ်ထဲမှာဖြစ်ပေါ်နေလိမ့်မယ်ပြီးရင်ဒီအရာတွေကိုတစ်ဖက်လူတွေကလည်းခံစားရပါလိမ့်မယ်တို့မဟုတ်ကိုရဲ့စိတ်တရားနဲ့ထပ်တူကြတဲ့သူတွေကိုပဲကျမတို့တွေကထပ်ပြီးတော့ဆွဲဆောင်နေပါလိမ့်မယ်ဒါကြောင့်မလို့အဖြစ်အပျက်တစ်ခုကြုံပြီးသွားပြီဆိုတဲ့အခါမျိုးမှာကျမတို့တွေရဲ့စိတ် trauma ကိုကုစားဖို့အတွက်ဘယ်လောက်အရေးကြီးလဲဆိုတာကိုပို့ပြီးတော့သိရှိလာတယ်ဒါကြောင့်မလို့ကိုယ့်ရဲ့စိတ် trauma တွေကိုကုစားဖို့အတွက်ပဲဖြစ်ဖြစ်နားလည်ဖို့အတွက်ပဲဖြစ်ဖြစ်ဆိုရင်ကျမနဲ့အတူ one coaching ပဲဖြစ် one mentorship ပဲဖြစ်ဖြစ်ယူချင်နေဆိုရင် bio မှာပေးထားတဲ့ဒီ link ကနေတစ်ဆင့် booking လေးတွေယူထားလို့ရပါတယ်